How you know Sajang but now could don't say I'll be the share, shall Sabadi, Genius Sasabi or Tembiromi. A good Lonia writing series for the English are writing Kamu to a year be yourself than a series for the TCV she must win speaking series do. Now English are long chicken machine read English out the Jibuya don't a series do say the big baby. I don't pay series with Lila Lila, you know chicken English out the Jibuya don't a series in Lila. And I've been told Lila Mebo. Dine don't make use this down in every yame. Dine don't matter to do just subject about subject about the water subject will kill tired. မြုပ်ထားရလို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်သူကဘာနဲ့စလဲဆိုရင် verb 0နဲ့စတယ် verb နဲ့တည်း original verb နဲ့စရင်သူ့နောက်မှာ object ပါတက်တယ် object ဆိုတာခံရတဲ့သူဒါဒီနေ့အထိပုံမှန်လေးလာရလို့ဆိုရင်သိတယ်နောက်အဲ့နောက်မှာဘာပါလာနိုင်လဲဆိုရင် adverbial ပါနိုင်တယ် adverbial ဆိုတာဘာလဲဆိုတာကိုလည်းဒီချိန်မှာဆရာ3ရက်ဆက်တိုင်း adverbial ပါလဲဆိုတာကိုပြောခဲ့ပြီးပြီပြောရမယ်ဆိုရင်ပြန်ပြီးတော့ပြန်ကောက်ပေးရမယ်ဆိုတော့ဒီ verb လုပ်တဲ့နေဟာ verb ကိုလုပ်တဲ့အချိန်လေးနော် verb ကိုဘယ်လိုလုပ်လဲဘယ်လောက်တိုင်းတာထိလုပ်လဲဆိုပြီးနောက်ကနေထောက်ပေးထားတဲ့အလုံးတွေကို adverbial လို့ခေါ်တယ်ဟုတ်ပြီဒီပုံစံဒီဘာနဲ့စမှာလဲ verb နဲ့စမှာအဲ့လို verb နဲ့စတဲ့ sentence ကိုဆရာကဘာလို့ခေါ်လဲဆိုရင် imperative လို့ခေါ်တယ် imperative ဆိုတာအမိန်ပေးတာပေါ့ဒီအမိန်ပေးတာဒါမှမဟုတ်ဘာတွေအတွက်သုံးလို့ရလဲဆိုတော့ဆရာကခါပြောပြပေးမယ် instruction ညွှန်ကြားဖို့အတွက်သုံးတယ် verb နဲ့စတာဥပမာပဲဆိုရင် go လို့ come လို့ခိုင်းတယ်ညွှန်ကြားနေတာ order အမိန်ပေးဖို့အတွက်လည်းသုံးလို့ရတယ် advice အကြံပေးဖို့လည်းသုံးလို့ရတယ် invitation ဖိတ်ကြားဖို့လည်းသုံးလို့ရတယ်ဥပမာပေါ့ come to my birthday next week နောက်တစ်ပတ်ငါ့မွေးနေ့ကိုလာခဲ့ပါဘယ်လိုဖိတ်ကြားဖို့လည်းသုံးလို့ရတယ်warning တတိပေးဖို့လည်းသုံးလို့ရတယ်အဲ့တော့ဒီညွှန်ကြားချက်ပေးဖို့အမိန်ပေးဖို့ advice အကြံပေးဖို့ invitation ဖိတ်ကြားဖို့နဲ့ warning တတိပေးဖို့အတွက်ဘာကိုသုံးလဲဆိုရင်အဲ့ဒီ verb 0နဲ့စတဲ့ဒီ imperative ကိုဆရာကသုံးမယ်ဟုတ်ပြီသူ့ရှေ့မှာ not ဆိုတဲ့အဓိပ္ပာယ်မျိုးထွက်ချင်ရင်ဆရာကမလုံးနဲ့ဆိုရင် term ဖြစ်ချင်ဆရာကဘာကိုသုံးလဲဆိုရင် don't ကိုသုံးရတယ်အဲ့တော့သွားပါဆိုရင် go ပေါ့မသွားနဲ့ဆိုရင် don't go ဒီအရှေ့မှာဘာ subject လေးမြုပ်ထားလဲဆိုရင် you ဆိုတဲ့ subject ကိုမြုပ်ထားတယ် you ဆိုတာသင်ပေါ့တင်သွားပါ hey you go လို့ပြောမယ်စာ you ကိုမြုပ်ပြီးတော့ go လို့ပဲမြုပ်ထားတယ်အဲ့တော့ imperative အားလုံးရဲ့ရှေ့မှာဘာ subject ကိုမြုပ်ထားလဲဆိုရင် you ကိုမြုပ်ထားတယ်ဆိုတော့ဆရာတို့ကသိရမယ်ဆိုတော့ပြောပြမယ် subject မပါဘူးဘာနဲ့ပဲစမလဲ verb နဲ့စမယ် verb ကတော့ဆရာတို့နေရာရင်းနေကြတော့သိတယ်ဒီစာကြောင်းရဲ့နောက်ဆုံးအလုံးက verb ပဲ verb စပြီးခံရတဲ့ object ပိုင်း object ထည့်မယ်နေရာနဲ့အချိန်တွေပြတဲ့ adverbial ပိုင်း adverbial ထားမယ်ဒါပဲဒီရှေ့ကကောင်မှ subject ကိုစဉ်းစားကြမလို့တော့ဘာဖြစ်ဆိုတော့ကိုခိုင်းမဲ့တင်တို့ကိုဆိုရယူကိုမြုပ်ပြီးတော့ရေးရမှာအဲ့ဒီမှာမှကမလုံးနဲ့လို့တားမြစ်မယ်ဆိုတော့ဒုံနဲ့ဆက်လိုက်မယ်ဒုံပြီးမှ verb 0လာလိုက်မယ်ဒါဆိုရင်အခုဒီဟာလေးကအရင်လွယ်တဲ့ sentence ဆိုတော့ဒီဆုံးရေးကြည့်လိုက်မယ်ပေးဆရာရှင်းပြပေးမယ်စကြည့်ပါဟုတ်ပြီကိုပေါ့ကိုရေးလို့ပြီးပြီလို့ပဲဆရာယူဆလိုက်တော့မယ်တကားဖွင့်ပါ verb ကိုလိုက်ရှာမယ်ဖွင့်တာ verb ဆိုတော့ဆရာ open နဲ့ဆိုင်မယ် open ဘာကိုဖွင့်ရလဲတကားကိုဖွင့်ပါ open the door တကားကိုဖွင့်လိုက်ပါဒါ order ပေါ့အမိန့်ပေးလိုက်တာပေါ့နော် open the door တကားကိုဖွင့်လိုက်ပါဘာဖြစ်လို့ဒဲထည့်တာလဲဆိုတော့တီးကြလို့ဒဲထည့်တယ်ဘာကြောင့်တီးကြတယ်မတီးကြတာဘယ်လိုခွဲလဲပြောတဲ့သူကနားထောင်တဲ့သူကတီးရင်တီးကြလို့ခေါ်တယ်တကားကိုဖွင့်ခိုင်းတဲ့သူကလည်းသူပြောတဲ့တကားကိုသူတီးတယ်လို့သူခိုင်းတဲ့သူကလည်းအဲ့တကားကိုတီးတယ်နှစ်ယောက်စလုံးတီးရင်တီးကြလို့ဆရာပြောပေးထားတယ်သင်ပေးထားတယ်ဆိုတော့ကျွန်တော်ဒဲထည့်ရတယ်နေ့လည်သာစားပြီးရင်မင်းရဲ့ဆေးကိုတောက်ပါတော့ကိုပဲလိုက်ရှာခိုင်းတာလားတားမြစ်တာလားဆိုတော့ခိုင်းတာဆိုတော့ခဏနေအောင်တောက်ပါဆိုတဲ့ဟာကိုစမယ်ဆေးတောက်တာကို drink နေပိုင်းနဲ့မသုံးမနဲ့ TAK ထိတ်နဲ့သုံးတယ်အားလေးလည်းမှတ်ထားသေးတယ်နော်ထိတ်ကိုဆေးတောက်ရင်ထိတ်နဲ့တောက်မယ်ထိတ် subject verb ပြီးရင်ဘာလာမလဲအတောက်ခံရမယ့်ဟာပေါ့ object ဘလူရဲ့ဆေးလဲမင်းရဲ့ဆေးဆိုတော့ take your medicine ဟုတ်ပြီပြီးရင်ဘာလဲ adverbial လာမယ်ဘယ်အချိန်တောက်မှလဲဆိုတာဒီပါတယ်နေ့လည်စာပြီးနောက်ကအဲ့ဒီလိုခေါ်လဲဆိုရင် after လို့ခေါ်တယ်နေ့လည်စာကို lunch လို့ခေါ်တယ်take your medicines after lunch take ဆိုတာ verb your medicine ဆိုတာ object after lunch ဆိုတာ adverbial နားလည်နော်ထိုအရာကိုမချိနဲ့ဟောတားမြစ်တာဖြစ်သွားပြီတားမြစ်တာဆိုရင်ဘာလဲစမှာဆို don't နောက်မှာဘာရှိမလဲ verb ရှိမှာ verb ကိုဘယ်လိုရှားမလဲဆိုရင်နောက်ဆုံးလုံးက verb ပဲထိရဆိုတာ touch touch don't touch ထိုအရာကိုတော့ that လို့ပဲခေါ်မှာပေါ့ don't touch that ထိုအရာကိုမထိနဲ့ငါနှင့်အတူလာခဲ့ဟုတ်ပြီတားမြစ်တာမဟုတ်ဘူးခိုင်းတာပဲဆိုတော့ဒီလာဆိုရဲ verb ကိုစိုက်လိုက်မယ် come ငါနှင့်အတူဒီနှင့်အတူဆိုတဲ့ preposition ပါမယ်နှင့်အတူအင်္ဂလိပ်လို with လို့ခေါ်တယ်အဲ့ဒီ with တွေ for တွေ about တွေ of တွေကိုအင်္ဂလိပ်လိုမသိသေးဘူးဆိုရင်အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30ဆိုတဲ့ series ကိုဆရာ YouTube Facebook နဲ့ TikTok မှာ free တင်ထားပေးပြီးသားအဲ့မှာသွားပြီးတော့ day 1နေစပြီးတော့ကြည့်လိုက်ဒါဆိုရင်ဒီလုံးလေးအရင်ရသွားလိမ့်မယ်with ကနောက်မှာ object pronoun မှာလိုက်ရမယ်ဆိုတာစီကံလည်းရှိတယ်ကျွန်ုပ်ဒီဆိုတာထည့်လို့လိုက်လို့မရအောင်ကျွန်ုပ်ကိုဆိုရဲ me ပဲလိုက်လို့ရမယ်အဲ့ဒါမှဖြစ်သွားလဲဆိုရင် come with me နောက်တစ်ခါနောက်မှာထပ်ကြိုးစားပါဆိုတဲ့အလုံးစိုက်လိုက်မယ် try လို့ခေါ်တယ်ဒါကြိုးစားပါထပ်ပြီးကြိုးစားပါဆိုတော့ဆရာမထည့်ရဆို try again နောက်မှအင်္ဂလိပ်လိုခေါ်ဆို later ဆို adverb ပဲပေါ့ဘယ်တော့ကြိုးစားမလဲနောက်မှထပ်ကြိုးစားမယ် try again later မီးတွေပိတ်လိုက်တော့မီးတွေပိတ်တာကိုဆရာတော့ close တွေနဲ့ပိတ်လို့မရဘူး
open နဲ့ close ဆိုတာကဒီ physical နည်းကဒီရုပ်ပိုင်းဆိုင်ရာဆွဲပြီးတော့ဖွင့်တာမှာစာအုပ်ဖွင့်လိုက်တာတကားဖွင့်လိုက်တာဗီဒင်းပေါက်တွေဖွင့်လိုက်တာဆိုတဲ့နေရာမှာပဲ open တွေ close တွေသုံးရတာဖြစ်တယ်ဒီလိုခလုတ်တွေနဲ့ဖွင့်တဲ့ဟာတွေဆိုရင်ဆရာတို့က turn on turn off အဲ့လိုသုံးလို့ရတယ် switch on switch off အဲ့ဒါနဲ့သုံးလို့ရတယ်အဲ့ဒါနဲ့ပဲသုံးရမယ် open the light တို့ open the TV တို့မသုံးအောင် open the TV ဆိုတာ TV ကိုပြင်မှာမို့လို့ TV တွေကအစာပလာတွေကြည့်မှာမို့လို့ဖွင့်တာမျိုးဖြစ်သွားလိမ့်မယ် open TV ဖွင့်မှာဆိုရင် switch on ဒါမှမဟုတ်လဲ switch off လို့သုံးလို့ရတယ်เนาะဒါမှမဟုတ်လဲ turn on ဖွင့် turn off လို့သုံးလို့ရတယ်เนาะမီးတွေကိုပိတ်လိုက်ဆိုရင်ဆရာတို့ဘယ်လိုသုံးရဆိုရင် switch off အဖွင့်လေးပါတွဲမှာထား on ပေါ့เนาะဒီနေရာမှာ turn သုံးလို့ရတယ် turn on ဆိုတော့ဖွင့် turn off ဆိုတော့ပိတ် switch ကြတော့ switch off ဆိုတော့ပိတ် switch on ဆိုရင်ဖွင့်မီးတွေတော့ switch on the lights ပေါ့เนาะဒီမှာဘာကြောင့်တဲပါလဲဆိုတော့အဲ့လိုပဲမီးပိတ်ခိုင်းတဲ့လူကလည်းသူပြောနေတဲ့မီးကိုသူသိတယ်လို့အပိတ်ခိုင်းရတဲ့လူကလည်းသူပြဒီမီးကိုသူသိတယ်ဆိုတော့ဆရာကတဲထည့်ထားတယ်ဟုတ်ပြီဒီနေ့ဆရာပြောသွားတဲ့ပုံစံကိုဘာလို့ခေါ်လဲဆိုရင် infrared လို့ခေါ်တယ်အမိန်ပေးတဲ့ပုံစံဖြစ်တယ်ညွှန်ကြားချက်ပေးတဲ့ပုံစံဖြစ်တယ်အကြံပေးတဲ့ပုံစံဖြစ်တယ်တတိပေးတဲ့ပုံစံဖြစ်တယ်ဘာနဲ့ပေးရမလဲ verse 0နဲ့ပေးရဘာနဲ့တားရမလဲ don't verse 0နဲ့တားရှေ့မှာဘာမြုပ်ထိုင်လို့သိရမလဲ Q ကိုမြုပ်ထိုင်လို့သိရမယ်ဒီနေ့ပုံစံလေးကိုလည်းတခြားလေးမှတ်သားထားပါအောင်ဒီတိုင်းပုံမှန်လေ့ကျင့်ပါ fighting